တူကတော့အခုဒီနေ့ပေါ့နော်ဆယ်မွန်စားကျင်စိတ်တီဖြစ်နေလို့ဒါစီယိုနာမှာဆယ်မွန်လာထားတာပဲဖြစ်ပါတယ်အခုကတော့ဓာတ်ပိုက်กินလာတာပြီးရင်ခဏနေကြလို့ရှိရင်တော့ချိုသွားမှာဖြစ်ပါတယ်ဒီကကြီးကလိုက်ခဲဦးနော်စမုန်ကဒီနှစ်ပွဲပြီနော်ဒီကိုနှစ်ပွဲပြီပြီးရင်ပစုံကတစ်ပွဲပြီနော်ပစုံတစ်ပွဲပြီးတော့စားချင်းရကြတော့ဆယ်ပွဲနှစ်ခုလုပ်ပြီနော်ဒီနော်ဆယ်ပွဲနှစ်ခုစားနေပြီးရင်ကချာလာပါစားပုံမှန်စားနေကြတော့ပြီပေါ့ပြီးတော့ဝါနော်စားပါတစ်ပွဲပြီတက်တော့กินတစ်ပွဲပြီနော်တက်တော့กินတစ်ပွဲပြီဒီလိုကပြပါတော့ဘာလို့ဟောပါလို့ကပြကြပါလို့ဟောအဲ့လိုကပြဒီလိုပဲပြီနော်ပြောပြပြပါမူရရှိလားမူရရှိတယ်ပေါ့နော်အဲ့ဒီလိုပြီနော်အောက်ဆရာပါရပြီပေါ့ကိုလာပြီနော်ဒီမှာလည်းပတ်ပတ်ပတ်အဲ့ဒီပေါ့နော်ဒီကိုနော်မှာပြီးတော့ရောက်လာလို့ရှိရင်တော့ထပ်ပြီးတော့ပြန်မယ်နော်။အားလုံးဒီချင်းချင်းဒီမှာရောက်လာမှာကြောက်ဆက်တယ်ကြည့်နော်။တူကဒါဆယ်မွန်စားကြလို့ရှိရင်ပေါ့နော်။ရန်ကုန်မြို့ထဲမှာဆိုလို့ရှိရင်တခြားဆိုင်တွေအများကြီးတော့ရှိတယ်။ဒါပေမဲ့ချိုမှာပဲအဓိကထားပြီးတော့လာစားပြတာများတယ်။သူကဟိုပေးရတဲ့ဈေးနဲ့ရောနောက်ပြီးတော့ဟိုကိုပြန်ရတဲ့ဒီစားပြီးတော့ဟိုဒီအစားတော့ကအစားပေါ့နော်။ဟို quality ပို့ပြီးတော့ကောင်းတယ်လို့လည်းခံစားရလဲပါတယ်။အခုဒီ blog လို့ရိုက်တယ်ဆိုတာလည်းဒါ honest ပဲပေါ့နော်။ဒါတခြားသူရှိရနေပြီးတော့face ရလို့လာရိုက်တာလည်းမဟုတ်ဘူးကိုအမြဲစားနေကြဆိုင်ဖြစ်လို့ပေါ့နော်ဒါဘလော့လေးရိုက်မယ်ဆိုရင် idea လေးရသွားလို့ရိုက်တာဖြစ်ပါတယ်လို့เนาะကျင်ညာပြီးတာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်အဲ့တော့မုတ်တရားရတာခါကြလို့ရှိရင်လည်းဟိုဘယ်လိုပုံစံမျိုးလေးရလာမလဲဆိုတာကိုဒီလိုဆက်ပြီးတော့ပြအောင်မယ်เนาะဒီမှာကရှာဘူးလည်းရတယ်ဒါပေမဲ့သူကဒီလိုဆိုင်တွေမှာရှာဘူးတွေကိုစားတာတော့တိတ်အရင်မကြိုက်ဘူးသူတို့ရဲ့ဒီပေါ့နော်ဒီလို taste ကကြတော့ဒီလိုပတ်စံနဲ့ဆိုလို့ရှိရင် a little လေးတော့ပေါ့တယ်လို့ခံစားရတယ်ပေါ့နော်အခုကတော့ဒါဆယ်မို့စားနေတယ်ပြီးတော့စားပြရတော့မှာပေါ့နော်ခုနပထမတစ်ခေါက်စားပြတာရိုက်ထားတဲ့ဗီဒီယိုရှိရဲဒါပေမဲ့ဖုန်းက memory ပြည့်သွားလို့ဆိုပြီးတော့ save point ကျမမှမရှိလိုက်ဘူးအဲ့တော့အစားအနေနဲ့တစ်ခေါက်တာတင်ရတယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ခေါက်တော့မြန်လေးပဲစားကြရတော့မယ်ဟာဆယ်မို့ငင်းကြိုက်ပါလေဒါတော့ဆာရှိမိနော်ဒီဟာကအမှန်တိုင်းပြောရင်တော့ဆယ်မွန်စားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့စာလေးနဲ့သူရှိပါတယ်လို့ဒါဆရာကြီးလုပ်မဲ့သူတွေကိုသူလို့ပြောထားပါဒါပေမဲ့သူတို့ကကြတော့ဘယ်လိုစားရလဲပေါ်ကြတယ်ဆိုတော့အရှိမျိုးဒီလိုမျိုးအရှိထဲမှာခဲစိမ်ပြီးတော့စားရတာကိုသဘောကျပါတယ်ဒါကဆယ်မွန်စားနည်းအမှန်တော့မဟုတ်ပါဘူးလို့သူပြောထားကြပါတယ်စားနည်းအမှန်ကကြတော့ဒီပေါ်မှာဆာရှိမီလေးတင်ပြီးတော့ဒီလိုမျိုးစိတ်ချရတာပေါ့နော်အဲတော့ကိုရီးယားတော့ကိုရီကြိုက်တဲ့နီလန်နဲ့ပဲကိုစားတာပါလို့စားလိုက်ကြပြီဆိုအကြည့်လိုက်ဘာကြိုက်တာလဲဆိုတော့ဘယ်နှပွဲတာလဲဘယ်တော့အမြင်များမှာပေါ့နော်သူတို့ဒီပေးတဲ့ဒီ slide လေးတွေကဘယ်လိုပြောမလဲရော့ဝါးခြင်းမရှိဘူးပုံမှန်ပြောင်းသွားခြင်းမရှိဘူးပေါ့သူဆိုင်တွေမှာအဲ့လို buffet ရတဲ့ဆိုင်တွေတော့စားဖို့ကလေးရှိတယ်ဥပမာကိုယ်10ပွဲစာလို့15ပွဲစာတော့မှာလိုက်ပြီဆိုရင်ပထမ3ပွဲ4ပွဲစာလောက်ပဲဒီလိုမျိုး slide ထက်လာလေးနေရတာပေါ့နော်ပြီးထားပြီးတာနောက်ပိုင်းဟာကြလို့ရှိရင်ဖြစ်တယ်လို့ပေါ့လို့ပပလေးတို့လှီးပေးလိုက်တာမျိုးလည်းကြုံခဲ့ဘူးလေဆိုတော့လေဒါလေးကိုကြာတော့လူနှီးပေးတဲ့ဟာလေးကလည်းမှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကကြာသူကမှားလိုက်တဲ့ဒါစာပအကင်ဖြစ်ပါတယ်စာပငါကင်ပါပြီးတော့ကင်ထားလည်းမဟာဆိုတော့ဒါတော့ကင်ထားတဲ့ဟာလေးပါဒါတော့ပစုံပါပစုံလေးတော့နည်းနည်းတီးပါတယ်ရင်တော့ဆိုရင်ပစုံအကြီးကိုအကောင်လောက်ပါတာပေါ့နော်အခုကတော့ဒါတပွဲကြာကျတော့လောက်လိုပဲပါတယ်ဒီဘက်ကစာပငါကတော့ခုနတိုက်ထားတဲ့ဗီဒီယိုထဲမှာတော့ပါတယ်ဆိုင်နဲ့ကုန်သွားပြီပေါ့နော်ဒါတော့ပြန်မစားကြတော့ဘူးနည်းနည်းလေးတော့ကျန်နေရအဲ့ဒီကကောင်းတယ်ဒါတော့တုံကင်ပါအရင်သဘောကျပါတယ်ရဆက်လို့ကောင်းပါတယ်
ဆိုစုရတော့လာမယ်လိုက်ပြလိုက်ပါဦးဒီကြက်လေပြီးတော့လေဒီမှာနောက်တစ်ခုရှိသေးတယ်ဗာလဲဆိုတော့ဒီကွာအာကူခံမကောင်းဘူးအားနေနေလို့ခံစားရဆိုလို့ရှိရင်ဒီရောက်တဲ့ခါကျရင်ကျုပ်ရေဘူးစမ်းဆိုတာရှိရပေါ့နော်ဒါအလွယ်ခေါ်မျိုးပေါ့နော်ကျုပ်ရေဘူးစမ်းလို့ပဲခေါ်လိုက်တာတကယ်ဂျပန်လို့ခေါ်တဲ့တန်နမယ်တော့တစ်ခုရှိရကိုလည်းမသိဘူးခေါ်တယ်ဒီမှာ onsen tamago ဟုတ်တယ် onsen tamago လာပြီးခေါ်ရတော့အဲ့ဒါကိုမှာပြီးတော့တောက်လို့ရပါတယ်ပြောချင်ပါတယ်ဒီမှာလို့ဆိုလို့ရှိရင်တော့ကျုပ်ရေဘူးစမ်းလို့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့သူတို့ချပေးပါတယ်ဆူဆူလေးတော့ကောင်းတယ်တော့ဒီဖေးစားမတန်ဘူး။ဘာလို့လဲဆိုတော့အများကြီးတော့ဒီစားနိုင်တဲ့လူမဟုတ်ဘူးဆိုတော့လေသိမစားနိုင်ဘူး။တကယ်စားနိုင်တဲ့လူကစားလို့ဆိုလို့ရှိရင်ပို့ပြီးတော့တန်တယ်လို့ပြောလို့ရတယ်။ဟိုကနည်းနည်းလေးစားလိုက်ပြီဆိုတာနဲ့ဟိုက်ကတင်းသွားကြတာဆိုတော့လေဟိုလုံးဝအများကြီးစားနိုင်တဲ့ပါဘူး။ဆိုင်တလာချင်းဆိုလို့ရှိရင်တော့စားမယ်ဆိုပြီးတော့အားခဲထားတာပဲ။တကယ်တမ်းစားယူဆိုလို့ရှိရင်တစ်ခုတော့စားလိုက်တယ်ဘက်ကတင်းသွားညတော့Very good. 好不好？这道茶来了呢，对吧？啊，快点来给我煎完一个喏，我哪里都没啥变呢，俺不先做了先的比，阿啥贝克利呢，ice cream လေးစားလိုက်ပါဦးchocolate ice cream လေးဖြစ်ပါတယ်ဒီမှာအချိုပွဲတွေလည်းရတယ်ပေါ့နော်ဘီယာတက်တဲ့သူဆိုလို့ရှိရင်တော့ဘီယာလည်း free flow ရပါတယ်အဲ့ဒီထောင်းအောင်ပေါ်စားဒီရပြီဘယ်ထားပြီနော်ဒီချင်းရတယ်ဘာလို့လဲတကယ်တော့အခုနာမည်ကြီးနေပြီတော့မှာဒီစုံလေးတွေဘလော့ပေါ်တဲ့အတိုင်းလိုက်ရစားပဲကြိုင်တိတ်မကြိုင်နေစားပါပဲသွားဆိုပြီးပေါက်တဲ့အဲ့ဗီဒီယိုလေးကြည့်ရတာလေးရတယ်ကြည့်လဲကြည့်ရတယ်ကောင်းတယ်ရောက်ရင်စားသွားကြတယ်နေချားရတာလည်းအများကြီးရှိရဲ့ရောင်ရှင်းပြီးသွားပြီပေါ့နော်အဲ့ကြီးလည်းတော်တော်ကြီးကိုကျင်းသွားပြီဆိုတော့အဲ့တော်တင်သွားထားတော့ထားပြီးတော့ဒီရှင်းဖို့ကျခေါ်လိုက်ပါတော့မယ်အဲ့ဒီလည်းတင်ပါပြီခေါ်တယ်နော်ခေါ်လိုက်တာခေါ်ပြီးတော့နောက်ဘလော့တွေကျမ်းပါပဲ2 minutes ထပ်ပြီးတော့ပဲဆိုင်နေမှာဘလို့ထပ်ပြီးတော့သွားဆောင်မလဲဆိုတာကိုပြန်တွေ့မယ်နော်တတား